တရုတ်အစိုးရကပြည်တွင်းမှာထုတ်နေတဲ့ solid state battery တွေရဲ့စံနှုန်းအသစ်ကိုသတ်မှတ်လိုက်ပြီးဒီ battery တွေထုတ်လုပ်မှုပိုများလာအောင်လုပ်ကင်သွားမယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာ30ကကျင်းပခဲ့တဲ့ National Automotive Standardization Technical Committee အစည်းအဝေးမှာဒီစံနှုန်းအသစ်ကိုသတ်မှတ်လိုက်တာလို့တရုတ်ပြည်တွင်းသတင်းတွေမှာရေးသားထားပါတယ်။ဒီအစည်းအဝေးကလျှက်စစ်ကားတွေအတွက်ရေးပါတဲ့ solid state battery စီးမြင့်တွေနဲ့မျိုးစားတွေကိုခွဲခြားသတ်မှတ်လိုက်ပါတယ်။စံနှုန်းသတ်မှတ်တဲ့နေရာမှာအပိုင်းတစ်အနေနဲ့သတ်မှတ်ထားသလိုအရင်ကလုပ်နေတဲ့တက်ခွဲခန်းစမ်းသပ်ချက်အဆင့်ကနေစီးပွားဖြစ်ထုတ်လုပ်ရေးကိုလုပ်ကင်မယ်လို့လည်းကော်မတီတာဝန်ရှိသူတွေကပြောပါတယ်။ဒီစံနှုန်းအသစ်ဟာ solid state battery လုပ်ငန်းအတွက်စီကံပိုင်းတင်းကျပ်ထားသလိုအမျိုးအစားခွဲခြားပြီးကုတ်နံပါတ်သတ်မှတ်ဖို့ဦးစားပေးရေးဆွဲထားပါတယ်။အပိုင်းတစ်ပြီးတဲ့နောက်ထပ်စံနှုန်းသတ်မှတ်ချက်၃ပိုင်းထပ်ပြီးသတ်မှတ်ဖို့ရှိနေတယ်လို့ကော်မတီတာဝန်ရှိသူတွေကပြောထားပါတယ်။နောက်လာမယ့်စံနှုန်းအပိုင်းတွေမှာတော့ဘက်ထရီတွေရဲ့စွမ်းဆောင်ရည်သတ်မှတ်ချက်တွေဘေးကင်းရေးစည်းမျဉ်းတွေပြင်ဘက်ထရီတွေရဲ့တက်တန်းသတ်မှတ်ချက်တွေလည်းပါဝင်ဖို့ရှိနေပါတယ်။ဒီစံနှုန်းသတ်မှတ်ချက်တွေပြင်နောက်ထပ်နည်းပညာပိုင်းဆိုင်ရာသတ်မှတ်ချက်တွေကိုလည်းရေးဆွဲဖို့ရှိနေတယ်လို့သိရပါတယ်။အခုထုတ်ပြန်တဲ့စံနှုန်းမှာထူးခြားချက်ကတော့အမျိုးအစားခွဲခြားရမယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ဘက်ထရီတွေကိုထုတ်လုပ်တဲ့အခါ liquid hybrid solid ဒါမှမဟုတ် solid battery တွေဆိုပြီးအာရုံလွဲပြောင်းတဲ့နည်းတွေပေါ်အခြေခံပြီးအမျိုးအစားသတ်မှတ်ဖို့ရှိနေပါတယ်။ solid state battery တွေကိုအမျိုးအစားခွဲခြားတဲ့အခါမှာ sulfide, oxide, polymer, halide တွေပေါင်းစပ်ထုတ်လုပ်တဲ့ battery မျိုးစား lithium ion, sodium ion တွေနဲ့ပေါင်းစပ်ထုတ်လုပ်တဲ့ battery မျိုးစားနဲ့စွမ်းအားမြင့်အမျိုးအစားဆိုပြီးအမျိုးအစား၃ခုခွဲခြားဖို့လည်းရှိနေပါတယ်။ယခုစံနှုန်းသတ်မှတ်ချက်ဟာအရင်ကသတ်မှတ်တဲ့သတ်မှတ်ချက်တွေထက်ပိုပြီးတင်းကျပ်ထားသလိုဘက်ထရီရဲ့သတ်မှတ်ထားတဲ့စံချိန်စံနှုန်းများအတိုင်းထုတ်လုပ်ကြဖို့ကိုလည်းကုမ္ပဏီတွေကိုအစိုးရကသတိပေးချက်ထုတ်ပြန်ထားပါတယ်။ဘက်ထရီတွေအနေနဲ့ China Society of Automotive Engineers Team Standard ကသတ်မှတ်ထားတဲ့လေဟာနဲ့၆ခန့်စမ်းသပ်ချက်မှာအလေးချိန်ဆုံးရှုံးမှု3.5%ထက်မပိုရဘူးလို့လည်းသတိပေးထားပါတယ်။လက်ရှိချိန်မှာတော့တရုတ်ပါဝင်ကမ္ဘာတစ်ဝန်းမှာဘက်ထရီထုတ်နေတဲ့ကုမ္ပဏီတွေအတွက်စံနှုန်းသတ်မှတ်ချက်တွေမရှိသေးတာကြောင့်အခုသတ်မှတ်ချက်ဟာဘက်ထရီထုတ်လုပ်တဲ့လုပ်ငန်းအပေါ်ကမ္ဘာပထမဆုံးသတ်မှတ်ချက်စံနှုန်းဖြစ်နေပါတယ်ရှင်။